တရုတ်နိုင်ငံနဲ့နေနမိတ်ချင်းထိဆက်လက်ရှိပြီးဆောင်းရာသီအချိန်နှင်းများကြလိရှိသောပေါဝါမြို့လေးဟာကချင်ပြည်နယ်ရှိရေပန်းစားသောမြို့များစီးရင်မှာပါဝင်နေပါတယ်။မရောက်ဖူးသေးသောသူများလည်းရောက်လန်းချင်နေသောမြို့လေးဟာထူးခြားသောဆွဲဆောင်မှုများရှိနေတာကြောင့်ဖြစ်ပါတယ်။စီးနှင်းများကိုကိုယ်တိုင်ခန်းစားကြုံတွေ့ချင်ရေခဲတောင်ပေါ်များသို့အပန်းတကြီးခီးထွက်နေစရာမလိုပဲပေါဝါမြို့သို့ဆောင်းရာသီအချိန်တွားရောက်လေပတ်ပါကခန်းစားရနိုင်ပါတယ်။2024နှစ်ကုန်ပိုင်းမှာစတင်ပြီးကချင်လူမျိုးရေးတပ် KIA နဲ့အတူမဟာမိတ်ပူးပေါင်းတပ်များဟာကချင်ပြည်နယ် AOT မြစ်အရှေ့ကျန်းတကြောရှိစကားစတပ်များရဲဆက်အနီးနားရှိမြို့များနေချဆောင်နဲ့ပြည်သူ့စစ်တပ်ရင်ဌာနချုပ်များကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။အဲဒီနောက် KIA/KIO ထိန်းချုပ်မှုအောက်ရောက်ရှိသွားပြီးအုပ်ချုပ်ရေးရန်တရားများကိုပေါ်ဆောင်နေရှိနေပါတယ်။ဒါကြောင့်ပေါဝါမြို့ကိုရုပ်တင်တယ်လို့မေးရင်ဒီမြို့ဟာတခြားမျိုးနဲ့မတူပဲကဘာပေါ်မှာဩဇာအရှိန်အဝါကြီးမားတော့တရုတ်နိုင်ငံနဲ့နေဆက်ဖြစ်နေတာရဲ့မြေရှားတတူတူဖို့ရဲ့ company စီမံကိန်းများရှိနေတာရဲ့ဆောင်းရာသီချိန်နှင်းကြတတ်တာရဲ့နောက်ပြီးစကားစတက်များကင်းစင်ပြီးလူမျိုးနေမီဖြစ်နေတာရဲ့ဒီအချက်များကြောင့်ထိုဒေသတို့တွားရောက်ရန်အကြံပြုချင်ပါတယ်မြစ်ကြီးနားမြို့မှာထွက်ခေါ်လာပြီးဗလာမင်းတင်တရားကြော်ကမိုင်းနာလန်ခွဲမှာတနင်္ဂနွေခန့်ဆက်လက်ခီးနေခဲ့ရင်ရာဘာချန်အရောက်ပထမဦးဆုံး KIA လုံခြုံရေးဂိတ်ကိုတွေ့ရှိပါလိမ့်မယ်။ဒီဂိတ်ကျော်မှာစပြီးပေါဝါမြို့အထိ KIA ထိန်းချုပ်နေပြီဖြစ်ကလမ်းတစ်လျှောက်တွေ့ရတော့ KIA စစ်သားများတွင်လူရည်လူတန့်လူငယ်အများစုကိုတက်ကြွသောပုံစံများနဲ့တွေ့ရှိရမှာဖြစ်ပြီးစကားမတတ်နဲ့မတူတော့ထူးခြားချက်တစ်ခုအဖြစ်တွေ့ရပါမယ်။ပေါဝါတို့မရောက်မီတွေ့ရတဲ့ရှုခင်းများဟာဆိုရင်မြေပြန့်ဒေသနဲ့မတူကွဲပြားပြီးစမ်းတစ်သောခန်းစားမှုကိုရရှိစေပါတယ်။ဒါအပြင်မြေရှားတတူလောက်ကွက်များစွာကိုလည်းတွေ့ရပါတယ်။ထိုလောက်ကွက်များကြောင့်ဒေသတစ်လျှောက်စီးဆင်းသောချောင်းရည်မှာဒေသခံများကိုတောက်တုံးရမရသုံးဆွဲရမရသောစွန့်ပစ်ခံချောင်းတစ်ခုဖြစ်နေရပါတယ်။ပေါဝါမြို့မှာရခင်ကလေးကဂုံသွေးရေးဂိတ်တစ်ခုရှိပြီး၎င်းဟာတရားဝင်နေဆက်ဂိတ်မဟုတ်တော့လဲတရုတ်နိုင်ငံနဲ့ပြန်အလံကုန်စီများတင်သွင်းမှုဆောင်ရွက်လက်ရှိနေပါတယ်။မြန်မာဘက်ခြမ်းမှာမြေရှားတတူဒရက်စင်နဲ့အခြေခံစိုက်ပျိုးကုန်တချို့ဖြစ်သောရာဘာငပြောအစရှိသည့်တို့ကိုတရုတ်နိုင်ငံဘက်တင်ပို့ပြီးတရုတ်ဘက်မှစားသောက်ကုန်များလူသုံးကုန်ပစ္စည်းတချို့နဲ့မြေရှားတတူကိုထုတ်ရတွင်အသုံးပြုသောဓာတုပစ္စည်းများကိုတင်သွင်းပါတယ်။ထို့ကြောင့် KIA တပ်အတွက်ဝင်ငွေလမ်းကြောင်းဆိုင်ရာအရေးပါသောနေဆက်မျိုးလေးတစ်ခုဖြစ်တည်ရှိနေပြီဖြစ်ပြီးပြန်လက်လွတ်မခံရအောင်ကာကွယ်ဆုံးရှုံးဖို့လိုအပ်ပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက်ပေ1000ကျော်ရှိနေသောပေါဝါမြို့လေးဟာဆက်လက်ရာသီအေးတက်အနှစ်သာရနဲ့ပြည်စုံလက်ရှိနေပြီးမြေပြန့်ဒေသရဲ့အပူဆုံးအချိန်မှာတော့မြူမုံတွေနဲ့အိတ်ဆက်နေတာဖြစ်ပါတယ်။ဒါအပြင်နစ်ဆန်ပိုင်းလာတွေမှာဆိုရင်စီးနှင်းများကျဆင်းတက်ပြီးနိုင်ငံရက်ခြားဒေသလို့ထင်မှတ်မှရလောက်အောင်ဆွဲဆောင်လက်ရှိနေပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုသူအနေနဲ့အခွင့်အရေးတစ်ချိန်တစ်ခါတော့ရရင်လက်မလွတ်ပဲရအောင်တွားတင်တဲ့နေရာလေးဖြစ်ပါတယ်လို့ဖိတ်ခေါ်ရင်းကျွန်တော်ရဲ့ဒီဆက်ချင်းကိုဒီနေရာဆုံးသက်လိုက်ပါတယ်